ဆိုအကမမင်္ဂပါကျွန်တော်နာမည်စကုတ်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာ Farmer Delight ဆိုတဲ့ add-on လေးကို showcase ပြသွားမှာဖြစ်ပါတယ်ဒီ add-on ကကျတော့အစားအစာ add-on မှာဒီ add-on ကကျတော့မိုက်တဲ့ပစ္စည်းအများကြီးပါတာမဟုတ်ဘူးစိုက်ကြဒီမှာတော့ကျွန်တော်တို့ပစ္စည်းပြပေးမှာမယ်ဒီမှာအဆုံးကျွန်တော်ပြပေးခြင်းတဲ့ပစ္စည်းကတော့စိုက်ခွေရတဲ့အပင်ကြီးတွေပြပေးခြင်းပါတယ်အဲ့ဒီတော့ကျွန်တော်ပြပြပါမယ်ဒီကမတွေ့ဘူးမတွေ့ဘူးကျွန်တော်ဒီမှာကျတော့ချစ်သွန် view ခင်းညတိရဲ့ coffee dog ဆိုတာပါအဲ့ဒါလေးပါပါတယ်အပင်၃မျိုးအစ်စ်ပေါ့ပြကြရင်ထမင်းပင်ကပါပါတယ်အဲ့တော့မိုက်ခွက်ထဲမှာထမင်းစားလိုက်ရပြီပေါ့ရှင်းချက်ပြီးကျွန်တော်အဲ့တော့ထမင်းပင်တော့မှာလေအဲ့အစီရဒီဘက်မှာမရှိဘူးဘယ်မှာလဲဟင်းနေရတော့မျိုးစုံရှိရပေါ့ဒီထဲမှာကျွန်တော်ပြချင်ခန့်ပြန်ပြရပါမယ်ချက်နီးတယ်ဒါတော့ကျွန်တော်ရှားပါမယ် rice တွေ့ပါပြီဒီဟာကိုအပင်ဆိုင်မယ်ပထမဆုံးကျွန်တော်ဓာတ်ကြီးတွေပြချင်တယ်ဓာတ်ထဲမှာကျတော့ကျွန်တော်ဟင်းချက်တဲ့ဓာတ်အသစ်တွေပါလေးပေါ့အဲ့တော့ဒီဟာကို farm ပြီးရင်ပြပါမယ်ဒီမှာဆို netherite ဟိုးကြီးပြီးကျွန်တော်တို့ find ရမယ်ပြချင် chicken beauty site and cabbage site ခင်းညင်ပြီးတဲ့ site ပဲเนาะအဲ့ဒါတွေကကျတော့ဒါအပင်၃မျိုးပေါ့ဒီထဲမှာပါတယ်ဒါကြရင်ဒါထမင်းပေါ့ထမင်းကကျွန်တော်အပင်ထဲမှာထည့်မပြောတော့ဘူးကျွန်တော်သိကြတယ်ဒီထမင်းပင်တွေကတော့ပေါ့ပုံမှန်ဟိုဟာလို့မရဘူးဖြတ်ပြီးတော့ဖြတ်ပြီးထမင်းဟိုဟာထမင်းဟိုဟာလို့ရှိကြတော့အပင်ပြတ်သွားမှာအဲ့ဒါကြောင့်မဒီရမှာပစ္စည်းအသစ်တွေပါတယ်ပေါ့ကျွန်တော်အဲ့ဓာတ်နဲ့ကခုတ်ရပါအဲ့အပင်လို့ကဲအဲ့တော့ဒီမျိုးနေရာတွေမှာကဘိုင်ယွန်းကို base ဆိုပြီးတော့ဒီမျိုးပန်းပင်ရှိအဲ့ဒီပန်းပင်တွေကကျတော့အပင်တွေပေါ့အဲ့ဒါခွင့်အသီးရရတယ်အဲ့တော့ကိုကျင်တဲ့အပင်အသီးကိုအဝေးသွားရှာတယ်မဟုတ်ဘူးအဲ့ဘာလို့ဆိုပုံမှန် Minecraft မှာဆိုရှင်တော့ကျွန်တော် village တို့ဘာလို့မှသွားရှာကြည့်ရပေါ့အပင်မျိုးစုံရှာဒါကတော့ခင်းညင်နေပြီမဒီဘိုင်ယွန်းဘက်မှာကတော့ကဲနောက်ပစ္စည်းပြမယ်ဒီတစ်ခါကြောက်ရှင်ကြတော့ကျွန်တော်ပြချင်တာတစ်ခုရှိတယ်ဟုတ်သွားပါမယ်စားစရာပစ္စည်းရအများကြီးပဲရှိရပါချင်းချုပ်ရတယ်ဘယ်တော့မှလည်းအဲ့ဒီဟာကျွန်တော်ပြချင်တယ်အဲ့ဒါထမင်းကြော်ရှိတယ်နော်ဒီမော်ထဲမှာကြည့်ဆက်ချင်တယ်ကျွန်တော်ထပ်ရှာရအောင်လေဒီမှာဒီရဲ့အိုးရဲ့ကျွန်တော်ဟင်းချက်တဲ့ဟာပေါ့ကျွန်တော်ကြားရတာဒီ add-on နဲ့မှာပေါ့အဲ lava bucket နဲ့ဟို free FD ရ fire နဲ့ဟင်းချက်လို့ရတယ်လေအဲ့ဒါဆိုကျွန်တော်စမ်းကြည့်အောင်ဒီမှာဥဆုံးဒါ game နဲ့အဲ့ game နဲ့မှာတော့မပါဘူး add-on ကပါတဲ့ stove ဆိုတဲ့ဟင်းချက်တဲ့ဟာလေးပေါ့အဲ့ဒီပေါ်မှာကြိုက်တဲ့ဟာလေးတင်ပြီးတော့ဟင်းကြော်ရကျွန်တော်ကြက်ဥကြော်ပြမယ်နော်အဲ့တော့ကျွန်တော်ကြက်ဥယူမယ်ကဲနည်းနည်းဆောင်းအောင်ပေါ့ဒါကတော့ဟင်းချက်တယ်ဆိုတော့လေဒီမှာတော်တော့ပြောဖြစ်တယ်ပြတော့ကြက်ဥကအလုံးလိုက်ထည့်ရမခွဲရဆိုတော့အိုးပဲပြောင်းမယ်နော်ဒါလေးခဏဆောင်းကဲကျွန်တော်တို့ဆောင်းကျင်တော့လည်းပြောရတဲ့အဲ့ဒါချက်ရင်းနဲ့ကျွန်တော်အိုးရပြရတယ်နော်အိုးကျတော့ဒီ cooking pot ပေါ့သူကအင်္ဂလိပ်လိုနာမည်ကြဒါကျတော့ဟိုဒီထဲမှာကျတော့ကိုကြိုက်တဲ့ဟင်းကိုအပူပေးပြီးတော့ချက်ရရပါပစ္စည်းတော့ကိုလည်းပေါ့သူပြထားတဲ့အတိုင်းပဲ menu အတိုင်းပဲချက်ရတယ်တချို့ item တွေကြတော့ခွက်ကိုလည်းပေါ့တက်သားခွက်မှာကမျိုးစုံရှိရပါဖတ်တော့ကအစရှိတယ်ခုကျွန်တော်ကြုတ်တော့ကြော်ပြီးပြီကဲငါးပါးပေါ်ကစမ်းကြည့်အောင်ပြမလား
မောအဲ့မရဘူးဒီလိုပဲရမယ်အောက်ကဟောက်ဖြတ်ပြီးတော့ကျွန်တော်နောက်တော့5ပါထည့်လိုက်မရဘူးဒီကတော့5ပါပုံမရဘူးအဲ့တော့ဦးစမ်းကြည့်ရအောင်ဒါနဲ့ကျွန်တော်တို့ဒီတိုင်းကြီးsafety နဲ့လေးတွေအပါလေးပဲကျွန်တော်တို့သုံးဖို့ရပါအဲ့ဒါလေးစမ်းကြည့်အောင်ဒါသိမှာပါအဲ့ဒါတွေကကျွန်တော်ကသဘာပြင်ခုတ်လို့ရှိရင်ကျွန်တော်တို့သသားကိုဘာလေးရတယ်ပေါ့အဲ့ဒါနဲ့ craft ရတဲ့ဟာတွေပါဒါဒီအပြားလေးရကြတော့ဒီပြားလေးပုံမှာမရဘူးပေါ့အဲ့တော့5ပါပေါ်ပဲစမ်းကြည့်အောင်ကျွန်တော်တို့ပထမဆုံးဟိုမရဘူးပေါ့ craft ချုပ်ပြီးတော့အဲ့တော့ကျွန်တော်တို့ဒီအောင်မအောက်ကိုဖြတ်မယ်အောင်ဖြတ်မယ်တခြားအိုးဖြတ်မှရမယ်ဒီနေ့ဘီနာကြော်တဲ့အိုးကြရင်အဲ့ဒါအောက်ကအဲ့အိုးရဲ့အောက်ကဖြတ်ပြီး5ပါထည့်လိုက်မယ်ရလားအော်အဲ့လိုဖြစ်တယ်ဟာဒီမှာရေတော်မှပူးနေတယ်ပေါ့အဲ့လိုဖြစ်ပါတယ်ပူးတဲ့ရေတော့မထည့်ရဘူးပေါ့ဒီအတော့ငါကြဒီတိုင်းပဲသူ့ဘာနဲ့သူထည့်ပြီးသားပါအဲ့တော့နောက်ထပ်ပစ္စည်းတွေထပ်ပြရမယ်ကျွန်တော်ဒီကျိုးခဲ့ပြတင်တယ်ပေါ့ပြရင်ဒီရခဲ့ပြတင်တယ်ဒီမြေကကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ပါမြေကြီးကိုပစ္စည်းတွေနဲ့မွေနဲ့ craft လုပ်ပြီးတော့မရောတာလိုမျိုးပဲအဲ့အပင်ညုံနှစ်ဆသုံးဆလောက်ပေါက်စေတယ်အဲ့တော့ဒီဟာလည်းကောင်းပါလေဒီမြေကြီးရလေကဲဒီ campfire သုံးပြီးချက်ကြည့်ရအောင်ကဲအိုးရရတယ်ဟောကြောဝါရငါမသိဘူးအဲ့တော့ကြက်ဥရေ inventory ရယူရမှာပေါ့ဒီကားဘောပေါ်မှာလည်းမရဘူးဆိုတော့ကျွန်တော်သိတော့မသိချင်ဘူးကဲအဲ့ကျွန်တော်ခုမှဘာဖြစ်သွားတာလာဘောပေါ်မှာဒီကချက်လို့ရတယ်နော်ဒီဥကကျတော့အဲ့ဒီဟိုအပူပေါ်စင်ဘာမှမဖြစ်တာအဝဲမထွက်တာအဲ့ကျွန်တော်ဒီတိုင်းအဲ့တော့လာဘောပေါ်ကအဲ့ဦးနှစ်ခုနဲ့ကြော်တဲ့ဟာကချက်ရပါတယ် campfire ဆိုတဲ့ပေါ်က Minecraft ထဲကလည်းပေါ်ကချက်ရတယ်ဒီတချို့ဟင်းနေရကြတော့ပေါ့ creative မဟုတ်ဘူး survival မှာ crafting table နဲ့ craft လို့ရတယ်ဒီကြရဲ့အပင်တွေကစိုက်ရရတယ်ဒီ mod တော်ကောင်းပါလေနာမည်ကတော့ farmer တခိုက်ပါဒေါင်းညင်တော့ကျွန်တော် description ထဲမှာထည့်ပေးတော့မယ်အဲ့ဒါဒီကျိုးကိုစမ်းကြည့်အောင်ဒါကကျတော့ဟိုအပေါ်တောက်ရရတယ်မရဘူးပေါ့ဒီမှာဘယ်လိုပါလဲအဲ့ဒါကျွန်တော်အောက်ဖတ်တပကောက်ကိုလည်းကျိုးချကြည့်ရမယ်ပြမှာမသိဘူးမရဘူးကနော် feather flying boost လေးတော့ပေးလိုက်တယ်ပေါ့အဲ့ဒီနေလို့ရှိရင်ချင်းချင်းပြောက်သွားတယ်အဲ့ကျိုးဟောပေါ်တက်ရဟာမိုက်တယ်မိုက်ပါလေကျွန်တော်ပြကြရင်ဒီဟာလေးပြန်မှာဒီဟာလေးတွေကကျတော့ပေါ့ချက်စလိုမျိုးပဲဒါပေမဲ့ open ဆိုတာလေးနဲ့ဒီပစ္စည်းထည့်လို့ရပါတယ်ဒါလည်းမိုက်ပါလေကြည့်ရင်ကျွန်တော်တို့ဒီ green ဟိုပါလေးပြပါမယ်ညရောက်နေဆိုဒီတိုင်းပြောပါမယ်အဲတော့ကျွန်တော် water bucket လို့မယ်ကျန်တော့အမြေရောစာမြေကြီးနဲ့ဆိုင်ရမယ်အပင်စီရတဲ့ယူရမယ်ကြည့်ရင်စာရောက်အဲတော့ကျွန်တော်ကိုပိုင်ကိုအဝိုင်းရောရမယ်ပေါ့အဲ့တော့ဒီဟာကိုပိုင်ကိုဒီဟာဟောဖြစ်သွားပြီအဲ့တော့လည်းမရေးချလိုက်နေနေကြရင်ကျွန်တော်ဒီဟာနှစ်ဆသုံးဆပေါက်လာပြမယ်ဝိုင်းခွာချင်မှကျလို့ရှိရင်တော့အပင်ဆိုင်မယ်ဆို10မိနစ်တော့ကြာတယ်တော်တော်ကိုကြာတယ်ပေါ့တရက်တော့စောင့်ရတယ်တရက်နေ့မိုင်းခွက်ရက်ပေါ့အဲ့တော့ကြည်ရတာလေးတွေခုတော့မှနည်းနည်းကြီးကလေးပြင်နေရဒါနှစ်ဆသုံးဆတော့မြင်တယ်ပေါ့ဒီကမိုက်ပါတယ်ဒေါင်းညင်နော် discussion နဲ့ comment နဲ့မှာချပေးထားပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ပေးတာဖြစ်အားပေးကြရပါတယ်ခင်ဗျာကဲကျွန်တော်တို့ဒီမှာတော့ပင်မျိုးစုံလည်းရှိပါတယ်ပေါ့အကောင့်တွေထဲမှာရှိကြတော့အကောင့်တွေထဲမှာတော့မရှိဘူးပေါ့အဲဒီမှာနောက်ထပ်ပြပါမယ်ကျွန်တော် comment နဲ့မှာမေးလို့ရပါတယ်ဘယ်ပစ္စည်းထပ်ပြစေချင်လဲဆိုတော့ဟမ်ဘာဂါရဲ့ဆူရှီလည်းရှိရပေါ့ဒါတော့ဆူရှီပါဒီဆူရှီတွေကဟို survival မှာ crafting table နဲ့ craft ရစားလို့ရပေါ့အတုံးသေးသေးပဲပြီးကဲအဲ့တော့စားရမယ်တော့နေ
ကဲနောက်ထပ်ပြမယ်အစားအစာတွေအများကြီးရှိတယ်ကျွန်တော်ကိတ်မုန်နေတို့ဟင်းညိုရီတို့ပြမယ်ဒါကတော့ berry ပေါ့ပြီးကြရင်ကြက်ကောင်လိုက်တွေရရတယ်ပေါ့ဆူရှီလည်းပြမယ်ကျွန်တော် dog food ဆိုတော့ခွေးသားလည်းရှိတယ်ဒီကိန်းထဲမှာခဏနေတော့ကျွန်တော်မြင်ရတယ်ဒီမှာချွေရှိတယ်ဟိုလည်းရှိရပေါ့ခောက်ဆွဲလည်းရှိရပေါ့အဲ့ဒီတော့ကျွန်တော် survival mode မှာကျွန်တော် hunger bar ကိုနဲအောင်ပြီးတော့ဒီဘေးနားက hunger bar ကိုနဲအောင်ပြီးတော့ပြေးလိုက်ပါမယ်ပြေးပြီးလို့ရှိရင်ဒီကဘလောက်ပြေးခဲ့ဆိုကြည့်ရမယ်အဲ့တော့ဗီဒီယိုနှစ်စားနဲ့ပြပေးထားပါမယ်ကဲကျွန်တော်ပြေးတော့ပြေးကြည့်တယ်ပေါ့ကဲကျွန်တော်ပြေးတော့ပြေးကြည့်တယ်ပေါ့ဒါပေမဲ့ဟန်ဂါဘာကအောက်ကမကြတော့ဘူးအဲ့ဒီတော့ဒီကိတ်မုံနဲ့ဟန်ဂါဘာတော့ကိုပါနဲ့ဒူစမ်းကြည့်ရပါတယ် discussion မှာ down ပြီးတော့ပေါ့ကျွန်တော်ဒီမော့တော့ recommend ပေးပါတယ်ဒါမှဆိုရင်တော့ဒါချက်ကောင်းလိုက်ပါချက်ကောင်းလိုက်ကကျတော့ crafting level မှာဖောက်ပြရတယ်ဒီကိတ်မုံလို့ပေါ့ကဲပြကြရှင်ရင်ခွက်ယူလိုက်မယ်သူကခွက်နဲ့မှစားရဆိုချက်သားကဲဒါတော့ချက်သားခွက်လေးရပြီပေါ့အဲ့နဲ့ချက်သားအကြီးတဲ့စားကြည့်မယ်ကောင်းတယ်ကိုစားကြည့်နော်ကျွန်တော်ကြွေးပါမယ်ကဲကြိုင်ဆူရှီကစားပြပါမယ်ဆူရှီရတာအသေး version ပေါ့အဲ့ကောင်းတော့ကောင်းတယ်ပါဒါဒီမောချွေရရှိတယ်ပေါ့ဒါတော့ဖျဲသည့်ချွေပါဒါတော့ခေါက်ဆွဲပြုတ်ပါဒီကျန်ဒါတော့ချက်သားပေါ့ကဲနောက်ထပ်ဟာကြီးပြန်ပြီးပါမယ်ဒါတွေကတော့ကျွန်တော်ပြချင်တာတော့ရေခဲချောင်းတွေကရှိရပေါ့ဒီမော်ထဲမှာနော်ကိုယ်ကစားရရတယ်ပေါ့ဆန်ကဲမပြန်ကောင်းဘူးကျွန်တော်ကိုတော့ဟိုမှာအများကြီးကျန်တယ်အဲ့ဒီဟာလေးပြန်မယ်ဒါကျတော့အသီးနဲ့ကိုခုနဲ့ကွာ craft ရတဲ့ဟာလေးပေါ့ cutting table မှာအသီးနဲ့ကိုခုနဲ့အကုန်ဖြည့်ပြီးတော့ craft ဒီအတုံးလေးတွေ craft ဖို့ရတယ်ဒီအတုံးတစ်တုံးကိုအသီးနဲ့ကိုခုလည်းပြန် craft ဖို့ရတယ်ဒီဟာလေးတွေကကျတော့ပေါ့ပစ္စည်းတွေထားစရာမရှိရင်ဒီကိုကအသီးနဲ့နေပေါ့ဟာကူဒီသမင်းအကောင်ရှိပါတယ်ဒီရဲမှာတော့ခင်းညင်ဒီရှိရနေမှာကျွန်တော်ဒီရဲကတော့ဒီမော်တော့တော်မိုက်ပါတယ်မှာတော့အပင်တွေကတော့ပေါက်သွားပါပြီအဲ့ဒီခူးရပဲဒါကကျွန်တော်နှစ်ဆသုံးဆတော့မြင်တယ်တော်တော်ကောင်းပါတယ်ကဲကျွန်တော်တရားတော့ဒါပါပဲကျွန်တော်မေးတရားရှိလို့ရှင်comment ထဲမှာမေးခွင့်ရပါတယ်ဗီဒီယိုရဲ့ like and subscribe လုပ်ရပါတယ်ဒါပြီးတော့ကျွန်တော်ဒီမှာပြတယ်ရှိသေးကဒီမှာအဲ့ဓာတ်ရှိရဒါကျတော့ gold netherite iron fin နဲ့ diamond ရှိတယ် fin ဓာတ်ကျတော့မကောင်းတဲ့ဟာပါဒါပေမဲ့ဒီမော်လည်းပုံမှန်ဆို Minecraft ထဲမှာဆိုပါဓာတ်ဖြစ် pick up ဖြစ်တက်သားထီပဲရှိရဒါပေမဲ့ဒီထဲမှာကျ fin ဓာတ်ရှိရပေါ့တက်တကယ်ဒီဓာတ်ရနေဟင်းချက်ရပါကဲဒီမော်ရတော့တကပါပဲနောက်ထပ် idea တွေရှိသေးရပေါ့ကြည်ချင်းတော့ကျွန်တော်ပါတူးမျိုးရပါတယ်အကျဉ်းကျွန်တော်ပြောချင်တာကတော့ဒီမော်ထဲမှာတက်သားပြားလေးကျွန်တော်ပြဖို့မိသွားတာရှိရပေါ့အဲ့ဒါဒီဓာတ်ရနဲ့အသားတွေရေးရရတယ်ဒီနေ့ဗီဒီယိုတော့တကပါဘိုင်